မြမကြီးလက်ဒေတာတွေမှာလူပြောများတဲ့တစ်ပင်ဆောင်နှက်သို့မဟုတ်ရုပ်ကဆိုးနှက်နဲ့ပတ်သက်တဲ့ကြောက်မက်ဖွယ်ဖြစ်ရမှန်အခြေခံဇလံတစ်ပုဒ်ကိုတင်ပြပေးပါမယ်။ဒီဇလံကတော့လူတို့ရဲ့လောဘကြောင့်ထူးထူးဆန်းဆန်းတဘာဝလွန်အင်အားစုတွေနဲ့ထိတ်တိုက်တွေ့ခဲ့ရတဲ့အကြောင်းဖြစ်ပါတယ်။အေယာဝတီတိုင်းဘက်ကရွာလေးတစ်ရွာရဲ့အဝင်မှာအလွန်ကြီးမားတဲ့ညောင်ပင်ကြီးတစ်ပင်ရှိပါတယ်။ထိုညောင်ပင်ဟာရွာတီကလေးကရှိခဲ့တာဖြစ်ပြီးအကိုင်းခတ်တွေကလမ်းမကြီးကိုအုပ်မိုးထားပါတယ်။ရွာလူကြီးတွေကတော့ထိုညောင်ပင်မှာအဖိုးလို့ခေါ်တဲ့အဆောက်အအုံရှိတယ်လို့ယုံကြည်ကြပြီးဘယ်သူမှအကိုင်းခတ်တစ်ခုတော့မခုတ်ရဲကြပါဘူး။တနေ့မှာတော့မြို့ကနေပြန်လာတဲ့ကိုပါဟိန်းဆိုသူကထိုညောင်ပင်ရှိတဲ့မြေနေရာကိုစက်ယုံဆောက်ဖို့ဝယ်ယူခဲ့ပါတယ်။ရွာသားတွေကတားကြပေမဲ့ကိုပါဟိန်းကခစ်တစ်မှာတရက်တစ်စီဆိုတာမရှိဘူးဆိုပြီးအလုသမားတွေခေါ်ကညောင်ပင်ကိုခုတ်လဲဖို့ပြင်ဆင်ပါတော့တယ်။ပစိန်နဲ့ညောင်ပင်ကိုစတင်ပေါက်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အဖြစ်ပြက်စတင်ပါတယ်။ညောင်ပင်ရဲ့အခောက်ထဲကနေစီးကတ်တဲ့အဆေးတွေထွက်မလာပဲအနီရောင်ရဲသွေးလိုအရည်တွေစိတ်ထွက်လာပါတယ်။အလုသမားတွေကြောက်လန့်ပြီးထွက်ပြေးကြပေမဲ့ကိုပါဟိန်းကတော့ဒေါသကြီးနဲ့ကိုယ်တိုင်ပစိန်ကိုယူပြီးခုတ်လိုက်ပါတယ်။အဲ့ဒီညမှာပဲကိုပါဟိန်းအိမ်ပြန်ရောက်တော့တကိုယ်လုံးပူလောင်လာပြီးအသားရည်တွေမှာအနီကွက်တွေထလာပါတယ်။ည7:00နာရီတိတိမှာကိုပါဟိန်းရဲ့အိမ်ရှိမှာခြေတံကြီးကြီးတွေကိုကြားလိုက်ရပါတယ်။တဖုံဖုံနဲ့လျှောက်လာတဲ့ခြေတံဟာအိမ်တကားဝမှာရက်သွားပါတယ်။ကိုပါဟိန်းကပြတင်းပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါလူတရက်မကမြင်မာပြီးတကိုယ်လုံးမင်းမောင်နေတဲ့တနံကြီးတစ်ခုဟာအိမ်ရှိမှာရက်နေတာကိုတွေးလိုက်ရပါတယ်။ထိုအရာကြီးရဲ့မျက်လုံးတွေကမိခဲလိုနီးရဲနေပြီးကိုပါဟိန်းကိုစိုက်ကြည့်ကငါအိမ်ကိုဖျက်တဲ့သူမင်းအိမ်လည်းမတီးစေရဘူးလို့ဟိန်းဟောက်တန်ကြီးနဲ့ပြောလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ကိုပါဟိန်းဟာစကားမပြောနိုင်တော့ပဲစိတ်သက်ဝေဒနာရှင်တူလို့ဖြစ်သွားခဲ့ပါတယ်။သူခုတ်ခဲ့တဲ့ညောင်ပင်ကြီးကလည်းအံ့ဩစရာကောင်းလောက်အောင်ပြန်လဲရှင်တန်လန်းဆန်းနေတာကိုတွေ့ရပါတယ်။ကိုပါဟိန်းရဲ့စက်ယုံစီမံကိန်းလည်းပြပြသွားပြီးသူဟာနောက်ဆုံးမှာရွာကနေစွန့်ခွာသွားခဲ့ရပါတယ်။မြမယဉ်ကျေးမှုမှာတဘာဝပတ်ဝန်းကျင်နဲ့တစ်ပင်ကြီးတွေကိုစောက်ရှောက်တဲ့နက်တွေရှိတယ်လို့ယုံကြည်ကြပါတယ်။လူတွေအနေနဲ့လောဘရှိထားပြီးအစင်လာနဲ့တဘာဝတရားကိုစော်ကားမိရင်မကောင်းတဲ့တုံ့ပြန်မှုတွေကြုံရတတ်တယ်ဆိုတာကိုဒီဇလန်ကသတိပေးနေပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်တွေကိုနားထောင်ဆင်ဖို့အတွက် channel လေးကို subscribe လုပ်သွားပေးပါနော်ကျေးဇူးတင်ပါတယ်။